အားလုံးပဲမင်္ဂလာပါရှင် Snowblock ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ရှင်ဒီနေ့တော့ Japanese ရှင်းခန်းစာ grammar and3 ပေါ့နော် and3 ရှင်းခန်းစာ grammar lesson 3ပေါ့နော် lesson 3ကိုပြပြပေးသွားမှာဖြစ်ပါတယ်ရှင်始めましょうအဲ့တော့1番が暗いだဟိုတူပေါ့နော်အဲ့တော့သူကကြတော့ဒီအကြောင်းအရာတစ်ခုရဲ့ degree level ကိုပြောပြချင်တဲ့အချိန်မှာဆိုရင်ဥပမာလေးနဲ့ပြောဆိုတဲ့အချိန်မှာဆိုရင်သုံးတယ်ပေါ့နော်အဲ့တော့1番ကြည့်လိုက်အောင်1番မှာဆိုရင်この店のパンは美味しい毎日食べたいくらいだこの店のパンはဆိုတာဒီဆိုင်ရဲ့ပုံမှုကတဲ့ 美味しいဆိုတာအရသာရှိတယ်ပေါ့နော်毎日食べたいくらいだနေ့တိုင်းကိုစားချင်တာအောင်ပဲအဲ့တော့သူပြောချင်တာကဒီဆိုင်ပုံမှုကအရသာရှိလို့နေ့တိုင်းတော့စားချင်တယ်ဆိုတဲ့ပုံစံအဲ့တော့သူ့ရဲ့အရသာရှိရဲ့ level ကိုဥပမာလေးနဲ့ပြောထားတဲ့ပုံစံပေါ့နော်မြန်မာမှာဆိုရင်ဥပမာအလင်္ကာနဲ့ပြောသလိုပေါ့အဲ့လိုမျိုးပေါ့နော်အဲ့တော့နိဗ္ဗာန်မှာကျတော့傘を差すほどではないが少し雨が降っているအဲ့တော့傘を差すほどではないがဆိုတာကျတော့傘を差すချီးဖွင့်တာအဲ့တော့ချီးဖွင့်စရာပေါ့နော်ဟိုတိုではないကဆိုမလို့လားအောင်少し雨が降っているမိုးကဖွဲလေးပဲကြာနေရပေါ့နော်အဲ့တော့ချီးဖွင့်စရာမလို့လားအောင်မိုးဖြည်းဖြည်းလေးပဲကြာနေအဲ့တော့သူကမိုးရွာတဲ့ level ကိုဘယ်လောက်ရှိလဲဆိုတာကိုဥပမာလေးနဲ့ပြောပြထားတဲ့ပုံစံပေါ့နော်ရမယ်နော်အဲ့တော့နိဗ္ဗာန်ကကြတော့ခုတိုင်းဝနိုင်ဟိုတိုဝနိုင်အဲ့တော့ခုတိုင်းနဲ့ဟိုတိုနဲ့ကအဓိပ္ပာယ်တူတူပဲပေါ့နော်လောက်ဆိုတဲ့အဓိပ္ပာယ်ပဲအဲ့တော့ခုတိုင်းဝနိုင်ဆိုတာကြတော့လောက်တာမရှိဘူးခုတိုင်းဝနိုင်လောက်တာမရှိဘူးခုတိုင်းကျတော့ noun နဲ့တွဲသုံးတယ်ပေါ့နော်ဟိုတိုဝနိုင်ဆိုတာလည်းလောက်တာမရှိဘူးအဲ့တော့1番ကကြတော့ reason ခုတိုင်း動物が好きな人はいないအဲ့တော့ reason ခုတိုင်းဆိုတာကြတော့ read လောက်動物が好きな人ဆိုတာတိရစ္ဆာန်ချစ်တတ်တဲ့သူက in9 ဆိုတာမရှိဘူးအဲ့တော့သူ့လောက်ချစ်တတ်တာမရှိဘူး read လောက်တိရစ္ဆာန်ချစ်တတ်တာမရှိဘူးအဲ့တော့လောက်တာမရှိဘူးဆိုတဲ့ pattern ပေါ့နော်2番လေးကြည့်ရအောင်私は料理を作ることくらい楽しいことはないと思っていますအဲ့တော့私はဆိုကျွန်တော်က料理を作ることဆိုတာဟင်းချက်တဲ့ကိစ္စပေါ့နော်ဟင်းချက်တာပေါ့ဟင်းချက်တာくらいဆိုတာဟင်းချက်တာလောက်楽しいことはないと楽しいことはいないとဆိုတာကြတော့ပျော်စရာကောင်းတဲ့ကိစ္စမရှိဘူးလို့思っていますဆိုတာထင်ပါတယ်ရမယ်နော်အဲ့တော့ဒါကခုတိုင်းဝနိုင်ဟိုတူဝနိုင်လောက်တာမရှိဘူးဆိုတဲ့ pattern ပေါ့နော် okay စမ်းပါကြတော့ခုတိုင်းနာတာပေါ့နော်သူကကြတော့အေးရဲ့စားပေါ့နော်ခုတိုင်းနာတာဆိုတာလောက်တာနဲ့ဆိုင်ရင်ဒါမှမဟုတ်အစားဆိုပြီးတော့ဘာသာပြန်လို့ရတယ်ဒီရမှပိုကောင်းသေးတယ်အိမ်လုံးမဲ့အစားဒီလောက်တာမှပိုကောင်းသေးတယ်ဆိုပြီးတော့ပြောတဲ့အချိန်မှာဆိုရင်သုံးတယ်အဲ့တော့ဥပမာစာကြောင်းလေးပြကြအောင်ဒီစစ်ပံမှာဆိုရင်စမ်းစုပုံမို့遅れて進む会に行くくらいなら参加しない方がいいအဲ့တော့စမ်းစုပုံမို့ဆိုတာမိနစ်30လောက်ပေါ့နော်နောက်ကြပြီးတော့ဒီရှင်းလင်းပွဲကိုသွားမဲ့အစားပေါ့နော်သွားလာမဲ့ဆိုင်ဒါမှမဟုတ်သွားမဲ့အစားမပါဝင်တာမှပိုကောင်းသေးတယ်ပေါ့နော်ဟိုးကကြီးဆိုတာဒါနှစ်ခုတည်းကတစ်ခုကပိုကောင်းတဲ့ဟာကိုရွေးချယ်တဲ့အချိန်မှာစဉ်းသုံးတယ်လေအဲ့တော့ဟိုးကကြီးနဲ့သုံးတယ်ပေါ့နော်ဒီလိုလုံးမဲ့အစားမပါဝင်လိုက်တာမှပိုကောင်းသေးတယ်ဆိုတဲ့ပုံစံမျိုးပေါ့နော်အဲ့တော့ရှာမယ်နော်ဒီဗန်ကြတော့ခိက合わない人と一緒に解説するぐらいならこのまま独身でいたいအဲ့တော့ခိက合わないဆိုတော့ကိုယ်စိတ်နဲ့မကိုက်တဲ့သူပေါ့နော်အဲ့တော့စိတ်နဲ့အဆင်မပြေတဲ့သူကိုယ်စိတ်နဲ့အဆင်မပြေတဲ့သူနဲ့တဲ့အတူတူနေမဲ့အစားဉာဏ်နဲ့ဆိုင်နေမဲ့အစားဒီအတိုင်းလေးပဲလူပြိုအပြူဘဝနဲ့ပဲနေချင်းနေဆိုရယ်ပုံစံပေါ့နော်အဲ့တော့ရမယ်နော်အေလုံးမဲ့အစားဒီလောက်တာမှာပိုကောင်းတယ်ဒီပဲလောက်လိုက်ချင်းနေဆိုရယ်ပုံစံမျိုးရမယ်နော်အဲ့တော့ရောဘန်မှာကျတော့နိခါဂီရုကကျတော့ကအကောင်းဆုံးပဲဆိုရယ်ပုံစံအဲ့တော့ဥပမာလေးကိုကြည့်ကြရအောင်ကြည့်ပါမှာဆိုရင်ယာပါရီအင်္ဂါကိုအေဂျာခံတဲ့မီရုနိခါဂီရုယာပါရီဆိုတာတကယ်တော့တဲ့အေဂျာပါဆိုတာဒီဘောနော်ရုပ်ရှင်ကပေါ့နော်အင်္ဂါခံတဲ့ဆိုရုပ်ရှင်လိုမှမီရုနိခါဂီရုကြည့်တာကအကောင်းဆုံးပဲ
အဲ့တော့ရုပ်ရှင်ဆိုတာရုပ်ရှင်ရုံမှာကြည့်တာအကောင်းဆုံးပဲဆိုတဲ့ပုံစံပေါ့နော်အဲ့တော့ဒီခါကြီးတို့အကောင်းဆုံးပဲဆိုပြီးတော့ပြောတဲ့အချိန်မှာဆိုရင်တောင်းတယ်အဲ့တော့နိဗ္ဗာန်ကကြတော့ခါစေကဟာယတ်တဲ့ဤတို့တုကီဝတိကအိုဤတုခိုလိုနီဝဒီခနိုင်နိခါကြီးတို့အဲ့တော့သူကအင်းကြီးနေတဲ့အချိန်မှာဆိုရင်တဲ့ဟိတိုကအိုဤတုခိုလို့ဆိုတော့လူများတဲ့နေရာပေါ့နော်လူစီကားတဲ့နေရာကိုမသွားတာကအကောင်းဆုံးပဲ။ဒါရမယ်နော်ဒီခါကြီးတို့ဆိုတာကအကောင်းဆုံးပဲဆိုတဲ့ပုံစံ။အဲ့တော့ဒီအခန်းမှာက grammar ၄မျိုးပဲရှိရပေါ့နော်အဲ့တော့ဒီမှာကျတော့ခုတိုင်းနာတာပေါ့နော်လောက်တာနဲ့စာရင်အဲ့လိုလုံးမဲ့အစားလုံးမဲ့အစားပြီးလောက်တာမှာပိုကောင်းနေဆိုရယ်ပုံစံလိုမျိုးဆိုရင်သုံးတယ်နောက်တစ်မျိုးကကျတော့ခုတိုင်းဝနိုင်ဟိုတိုဝနိုင်ပေါ့နော်လောက်တာမရှိဘူးဆိုရယ်အဲ့ဒါကကျတော့ခုတိုင်းတာခုတိုင်းတာခုတိုင်းဟိုတိုတာဟိုတူပေါ့နော်အဲ့တော့သူကကျတော့ level တစ်ခုပေါ့နော်သူရဲ့ level ကိုပြောပြချင်တဲ့အချိန်မှာဥပမာလေးနဲ့ပြောတဲ့ပုံစံပေါ့နော်ရမယ်နော်အဲ့တော့ video လေးကိုအဆုံးထိကြည့်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင် channel လေးကိုလည်း subscribe လုပ်ထားပေးကြပါဦးနော်ありがとうございました。お疲れ様でした。